Okay 明白吧ကျွန်တော်မနေ့က next step ဝင်လာတဲ့ဟာလေးပြချင်ပါတယ်好လိုင်းအောင်ဖြစ်နေတယ်ဟောဗျာโอเคမနေ့က next step ဝင်လာတာလေးကဒါကျွန်တော်ဘယ်လိုဝင်နေဆိုတဲ့အကြောင်းတော့ပြောလိုက်ပြီးသွားပြီเนาะโอเคဒါကကျွန်တော်မနေ့ကဝင်ထားတဲ့နေရာဝင်တဲ့နေရာကကျွန်တော်ဒီမှာပေါ့เนาะဒီမှာထိပြီးတော့เนาะဒီနားလေးမှာထိပြီးတော့ဒါရှုံးသွားတယ်ပေါ့နော်ရှုံးသွားပြီးတော့ကျွန်တော်ဒီလိုလေးထားလိုက်တယ်ပေါ့နော်ရှုံးသွားတယ်နော်ဒီမှာထိသွားတာနော်ဒီမှာထိသွားတော့ရှုံးသွားတယ်နော်ဒီဟာလေးရလေနော်ပြောဆွဲလိုက်ရှုံးသွားကျွန်တော်ထားလိုက်တယ်ပြီးတဲ့ခါကျတော့မှဒီမှာကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့နော်သူကဒီကိုထောက်ပြီးတော့သူကတက်မယ်ထင်တာမတက်ဘူးနော်ဒီနာဒါ1 hour ရဲ့ order block ရှိတဲ့နေရာပြီးရင်ဒီမှာ5 minute ရဲ့ gap တွေလည်းရှိတယ်နော်1 hour gap တွေလည်းရှိရ5 minute gap တွေလည်းရှိဒါတော့သူကမထောက်ပဲနဲ့ဆက်ပြီးထိုးချတဲ့ခါကျတော့ကျွန်တော်ကဒီမှာပေါ့နော်ဒီနာလောက်မှာကျွန်တော်ထပ်ပြီးတော့ဒါရုပ်လေကြော်လာတဲ့ခါကျတော့ကျွန်တော်ကအော်သူတော်တော်ရှင်ပြင်းတာပဲဆက်ကြမယ်ဆိုပြီးတော့ကျွန်တော်ကဒီမှာ position တေးသေးလေးကိုဖွင့်လိုက်တယ်နော်တိုက် position တေးသေးလေးကကျွန်တော်ဒီလောက်မှာပေါ့နော်ဒီလောက်မှာအမြဲယူလိုက်တယ်ယူပြီးတော့ကျွန်တော်ပိတ်လိုက်တယ်နော်ပြန်တက်လာမှပြန်ဒီလောက်တက်လာမှကျွန်တော်ပိတ်လိုက်တယ်နော်အဲ့တော့ကြားလိုက်တယ်လို့ပြောလို့ရတယ်နော်အဲ့တော့ဒီလောက်မှာကျွန်တော်အမြဲရတယ်ပိတ်လိုက်တယ်တစ်ဖက်ယူလိုက်တယ်ပြီးတဲ့အခါနည်းနည်းလေးပြန်တက်လာတော့ကျွန်တော်ပိတ်လိုက်တယ်ပေါ့နော်ကျွန်တော်ကအမြဲရလို့ပြောလို့ရတယ်အဲ့တော့ဒီ position ပြီးသွားပြီအဲ့နဲ့ကျွန်တော်ဒီမှာကြည့်တဲ့အခါကျတော့သူကဒီစိမ်းရောင် line ကြီးကကျွန်တော်တို့1 day ရဲ့ကျွန်တော်တို့ daily ရဲ့ gap နော်ဒါကြီးရလေဒါကြီးရဲ့ daily ရဲ့ gap ဆိုဒီ gap ကြီးဒီအမာကြီးပြီးတော့ဒီ gap ထဲမှာကျွန်တော်1 hour ရဲ့ကျွန်တော်တို့ gap ရှိသေးတယ်နော်1 hour gap ရှိတယ်ဒီမှာ1 hour ရဲ့ high definite ကိုဆို1 hour gap ရှိသေးတယ်နော်ပြီးတော့နောက်တစ်ခုကဒီ gap 1 hour gap တွေထဲမှာဘာရှိသေးလဲဆိုတော့ကျွန်တော်ဒီဘက်မှာကြည့်လိုက်တယ်ဆိုရင်ပေါ့နော်ဒီဘက်မှာကြည့်လိုက်တယ်ဆိုရင်ဒီမှာကြည့်လိုက်နော်ဒီအောက်က1 hour gap ထဲမှာထပ်ပြီးတော့မှ5 minute gap တွေရှိသေးတယ်တေးလေးနော်ဒီမှာကြည့်ဒါဆိုရင်5 minute gap ကဒီထိရောက်တယ်နော်ပြီးရင်ဒီနာနော်ဒီနှစ်ခုဒီတစ်ခုပေါ့နော်ဒီတစ်ခုရဲ့ကကျွန်တော်တို့ကဒါဟိုဒီဘက်ထိရောက်ပေါ့နော်ဆွဲလိုက်ဒီဘက်ထိရောက်မှာကျွန်တော်အဲ့ဘက်မှာထားခဲ့နော်အဲ့တော့ကျွန်တော်မြင်တာကဒီ gap ကိုဖောက်ပြီးတော့ဆင်းဖို့ဆိုတော့ခက်တယ်ပြီးတော့ candlestick ကကြတော့ candle ကကြတော့သူဘာပြလဲဆိုတော့ဒီမှာလေးနော်ကျလာတယ်ဒီမှာဒီကောင်ကလာပြီးတော့ရှေ့ candle နောက် candle sweep ပြီးရင်ထပ်ပြီးတော့မှဒီမှာသူကဗာလဲအတက်ပြတယ်ပေါ့ဗျာဘာဖြစ်ပါလဲโอเคထက်သွားဘာဖြစ်နေလဲနော်ဘာဖြစ်နေလဲမသိပါဘူးโอเคဒီမှာပေါ့နော်အဲ့တော့ဒီမှာသူကဒီမှာ channel လေးကဒီမှာဗာလဲစစ်သွားတယ်စစ်သွားပြီးတော့ဒီမှာ तू ကအတက်ပြတယ်ပေါ့နော်အတက်ဒီထိပြလာတယ်ဒီထိပြလဲကျွန်တော်မြင်တာကဒီကောင်ကဒီကန်တယ်ပေါ့နော်ဒီကန်တယ်ရဲ့အပေါ်ထိကိုတိတိတသားကြီးဒီရီယာကန်တယ်ကတက်ပြီးတော့ပေါ်ထပ်ပြီးတော့တက်သွားတယ်ဆိုတော့သူဒီမှာထပ်ပြီးတော့ဟို break ထပ်ဖြစ်သွားတယ်ပေါ့နော် break out ထပ်ဖြစ်သွားပုံမျိုးဖြစ်နေတဲ့အခါကျွန်တော်အဲ့ဒါနဲ့ဒီကနေတက်ပုံလိုက်တော့နော်ဒီမှာကျလာတဲ့ဟာကိုဒီကောင်လဲစစ်သေးတယ်နော်စစ်သေးတယ်ဒီစစ်တာလဲဟိုးရှေ့ရပေါ့နော်ကျွန်တော်တို့ဟိုးရှေ့ရတစ်ခုကို switch တယ်လို့ကျွန်တော်ယူဆလို့တွားလှမ်းကြည့်ရောလေဟိုးရှေ့ရလို့မျိုး liquidity ဟိုဘယ်လိုခေါ်မလဲထိတ်ထိ switch တာတော့မဟုတ်ဘူး liquidity ရော switch တာတော့သိကြတယ်ပေါ့နော်ဟိုထိတ်ထိ liquidity ဒီလိုထိတ်ထိဒီကောင်းထိ switch ခဲ့တာမဟုတ်ဘူးဒီနားလောက်ကနေပဲတဝက်လောက်ကနေပြန် switch တာ switch လာတော့ကျွန်တော်အဲ့ဒါနဲ့ဒါကိုစစ်ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ရဲ့ stop loss ကို
ဒီရောက်ထိတိုင်အောင်ထားတယ်နော်ဒီရောက်ထိတိုင်အောင်ထားတယ်ထားပြီးတဲ့ခါကျတော့မှဒီမှာ2 4 3 4 3 3 5အဲ့ထိတိုင်အောင်ထားပြီးတော့ဒီကနေဝင်လိုက်တော့တယ်နော်ဝင်လို့တော့တက်ချသွားတယ်တက်ချသွားပြီးတော့အခုပါလဲဆိုတော့ तू ကဒီမှာပြန်ပြီးတော့ပြန်ကြလာအော်ကျွန်တော်ဒီလောက်ထိတက်တဲ့အချိန်မှာနော်ဒီလောက်ထိတက်တဲ့အချိန်မှာဒီလောက်ထိရောက်နေတဲ့အချိန်မှာကျွန်တော်တက်ဖြတ်ပြီးယူလိုက်တယ်ပြီးရင်ကျွန်တော်ခုနလေးမှာပေါ့နော်ပြန်ဆင်းလာတော့ဒီလောက်မှကြံနေသေးတယ်ပေါ့နော်ပြန်ဆင်းလာတော့ကျွန်တော်ပိတ်လိုက်နော်ပိတ်လိုက်တယ်ဆိုတော့ဒါအခုကျွန်တော်ဒါကြီးပိတ်ပြီးသွားပြီထွက်ပြီးသွားပြီနော်အဲ့ဒါဒီ straight လဲကျွန်တော်တို့အစီပြေတယ်ပေါ့ဗျာနော် okay အခုဒါ entry byte ကိုပြန်ဝင်လာတာ entry byte ကိုပြန်ဝင်လာတာနော် okay အဲ့ဆိုကျွန်တော်တို့ကအဓိကဒီကောင်ကြီးက storm ဖြစ်တဲ့ gap မို့လို့ကျွန်တော်ဒီမှာထောက်ပြီးတက်မယ်လို့ယူဆလို့ကျွန်တော်ကဒါကိုကျွန်တော်ကဟို gap ကတခုလည်းမဟုတ်ဘူးเนาะ1 day ရဲ့ gap 1 hour ရဲ့ gap ပြီးရင်5 minute ရဲ့ gap တွေလည်းရှိရတဲ့အတွက်ကြောင့်မလို့သူဒီတက်မယ်လို့စာပြီးတော့ကျွန်တော်လုပ်တာဒါပေမဲ့နောက်ဆုံးတော့သူကဗာလဲဒီနာကကျွန်တော်တို့ဒီမှာเนาะ gap တွေကိုလာပြီးတော့5 minute gap တွေနော်ဒါရ5 minute gap တွေကိုသူဒီလာထောက်ပြီးတဲ့အခါကျတော့မှဗာလဲပြန်ဆင်းเนาะတနည်းအားဖြင့်ဟိုရှေ့ကဒီ1 hour ရဲ့ဒီပေါ့เนาะဒီ1 hour ရဲ့ aura block ကိုမကြော်ဘဲနဲ့ပြန်ဆင်းတယ်လို့လည်းပြောလို့ရတယ်เนาะပြန်ဆင်းပြီးတော့အခုကျွန်တော်တို့ဝင်တဲ့ entry point ကိုပြန်ရောက်လာဒါပဲเนาะ okay ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုYouTube ကကြည့်တယ်ဆိုရင်လည်း YouTube မှာ like and subscribe လုပ်လို့ရပါတယ် YouTube link မှာYouTube အောက်မှာသွားပြီး comment မှာလည်းသွားပြီးမေးလို့ရပါတယ်တကယ်လို့ TikTok ကကြည့်ရဆိုလည်းကျွန်တော်ရဲ့ profile ပေါ့နော် TikTok profile အောက်မှာ YouTube လေးရှိပါတယ် YouTube လေးမှာသွားပြီးတော့ကျွန်တော်ဒီလိုမျိုး trading နည်းလေးတွေ method လေးတွေ entry နဲ့ဟာလေးတွေတင်ထားရှိပါတယ်အဲ့ဒါလေးလည်းသွားကြည့်လို့ရပါတယ်TikTok မှာတော့ကျွန်တော်အတူလေးပဲတင်နေဆိုတော့အတူလေးပဲမြင်ရပါဘူးเนาะ YouTube မှာတော့အပြည့်စုံမြင်ရပါလိမ့်မယ်ဗျဟုတ်ဒါတခုမိတာရှိရင် TikTok မှာလည်းမေးလို့ရပါတယ်အခုဒီတစ်ခါဖြတ်လိုက်ပါအောင်မယ်เนาะကျေးဇူးတင်ပါတယ်